မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေယနေ့ဩဂတ်လ9ရက်နေ့မှာနားဆင်ခွာယူရမယ့်နှုတ်ဘတ်တော်မြတ်ခေါင်းစဉ်ကတော့ကောင်းကင်ဘုရားဤတက်မှုဖြစ်ပါတယ်နှလုံးသွင်းမယ့်ကျမ်းပိုက်ကတော့ဖိလိပ္ပိခန်းကြီး2ခန်းငယ်9မိမိဘုန်းတည်ကိုစွန့်၍အစီကံကျိုး၏တရံကိုဆောင်ယူလျက်လူကဲ့သို့သောဖြစ်၌ဖွားမြင်ခြင်းကိုခံတော်မူ၏ကမ္ဘာပေါ်မှာနေထိုင်ဖူးတဲ့သူအားလုံးမှာအပြစ်ကင်းစင်တဲ့သူတဦးသာရှိပါတယ်အဲ့ဒါကတော့ခရစ်တော်ပဲဖြစ်ပါတယ်နှစ်ပေါင်း30ခန့်အလွန်လူဆိုးပေါ်တဲ့နာဇရက်ရွာမှာနေထိုင်ခဲ့တယ်။လူအချို့ကနေရာဒေသပတ်ဝန်းကျင်ကျမကိုရိုးမယ်ဖွဲ့အပြစ်ပြောနေကြလေရှိပေမဲ့လည်းခရစ်တော်ကလူဆိုးတွေနဲ့နေထိုင်ပတ်သက်နေရပေမဲ့လည်းအပြစ်တင်စရာမရှိတဲ့အသက်တာနဲ့နေထိုင်ခဲ့တယ်။စုံစမ်းခြင်းဆင်းရဲခြင်းအန္တရာယ်များပြားခြင်းအကြောင်းတို့ဟာဖြူစင်သက်ရှင်တဲ့သက်တာကိုခိုင်မြဲစေရန်စီကံအလွန်လိုအပ်နေတယ်။ယေရှုရှင်ဟာတာမန်ကျေးလက်မိသားစုအိမ်မှာနေထိုင်ခဲ့တယ်။ကိုရောကမိမိရဲ့မိသားစုအတွင်းမှာမိမိနဲ့ဆိုင်တဲ့တာဝန်ကိုသစ္စာရှိစွာဝမ်းမြောက်ပျော်ရွှင်စွာဖြင့်တာဝန်ယူလေးရှိတယ်။ကိုရောကကောင်းကင်ဘုရား၏တက်မှုကြီးဖြစ်ခဲ့ဘူးတယ်။ကောင်းကင်တမန်တို့ကကိုရောရဲ့အမိန့်တော်ကိုပျော်ရွှင်စွာနာခံဆောင်ရွက်ပေးလေးရှိတယ်။ယခုမှကိုရောဟာအစီကံကောင်းတူရဲ့စိတ်ထားမျိုးရှိနေတယ်။ချစ်စရာကောင်းတဲ့မိဘစကားနားထောင်တဲ့တာတူဖြစ်နေတယ်။စာဝတ်နေရေးအတွက်လေ့လာစီးဘူးတယ်။မိမိရဲ့လက်ဖြင့်ခွန်အားစိုက်၍ယောသားနဲ့အတူလက်သမားလုပ်ငန်းကိုအိမ်မှာလုပ်ကိုင်နေအချိန်ပိုရှိတဲ့အခါမှာမြို့ငယ်လေးရဲ့လမ်းပေါ်မှာလမ်းထွက်လျှောက်တယ်ထွက်လျှောက်ပြီးချက်ချင်းမိမိရဲ့နှိမ့်ချတဲ့အလုပ်ကိုပြန်လုပ်တယ်ကိုရောဟာတကူရှိပေမဲ့ဖျားနဲ့ဆိုင်တဲ့တကူတော်ကိုအလင်းအသုံးမပြုခဲ့ပါပင်ပန်းမှုရှိလာတဲ့အချိန်မျိုးမှာအလုပ်သက်သာစေခြင်းမျိုးဖိစီးလာတဲ့အခါ၌အလုပ်မြန်ပြီးစေခြင်းမျိုးတွေသူ့ရဲ့ဖျားတကူကိုအသုံးမပြုပါကလေးနဲ့လူငယ်ဘဝမှာစပြီးတော့ယေရှုရှင်ဟာအလုံးလုံးကိုင်တဲ့နေရာမှာကိုယ်ခန္ဓာနဲ့စိတ်ဝိညာဉ်ကာယညာနာတို့ဖွံ့ဖြိုးတိုးတက်လျက်ရှိတယ်။မိမိကိုယ်ကာယအားကိုအလဟသအသုံးမပြုခဲ့။ကျမ်းမာရေးကိုအလွန်ဂရုပြုခဲ့တယ်။အလုံးလုံးကိုင်ဆောင်ရွက်တိုင်းလဲအကောင်းဆုံးဖြစ်အောင်လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက်အစဉ်သင့်အမြဲပြင်ဆင်ထားတယ်။လက်သမားကိရိယာတွေကိုအသုံးပြုကင်တွယ်ရတဲ့နေရာမှာအမှားယွင်းမဖြစ်အောင်ဂရုစိုက်တယ်။သူဟာအလွန်တည်သက်တဲ့လက်သမားဖြစ်ပါတယ်။ဇာတိရအရာမှာလည်းပြည့်စုံသူဖြစ်တယ်။ကိုရဟာကျွန်ုပ်တို့ကိုပုံပမာကောင်းပြသနိုင်တယ်။ကျွန်ုပ်တို့လှုပ်ဆောင်တဲ့အရာတိုင်းမိမိတာဝန်ကိုလေးစားရန်ကိုရောကစံနမူနာဖြစ်ပါတယ်။လက်အားကိုအသုံးပြုပြီးလေ့ကျင့်ခန်းရရှိနိုင်တဲ့အလုပ်ဟာလူငယ်တွေကိုကိုယ်ကာယကျန်းမာရေးအတွက်လေ့ကျင့်သင်ကြားပေးနိုင်တဲ့အရာဖြစ်ပါတယ်။ပင်ပန်းတဲ့အလုပ်ဟာကျန်းမာရေးကိုဖြစ်စေကြောင်းသင်ကြားပေးခြင်းဖြစ်တယ်။အခြားဘက်ဆောင်ဖွံ့ဖြိုးမှုကိုလည်းဖြစ်စေပါတယ်။လူတိုင်းမိမိအတွက်အကျိုးရှိပြီးတော့အခြားသူတွေကောင်းကြီးဖြစ်စေမယ့်အရာကိုလှုပ်ဆောင်သင့်ပါတယ်။ဖယားရှင်ကအလုပ်ကိုလှုပ်ကင်စေခြင်းသည်ကောင်းကြီးမင်္ဂလာအတွက်ဖြစ်တယ်။အလုပ်ကိုစ조사လှုပ်ဆောင်သူမှသာလျှင်အသက်တာ၏ပျော်ရွှင်ခြင်းနဲ့ဖယားရှင်ဘုန်းတော်ကိုထင်ရှားစေနိုင်ပါမယ်။အိမ်ထောင်၌တာဝန်ကိုတည်တတ်၍မိမိလုပ်ကိုမျက်နှိုးတဲ့ကလေးသူငယ်များအားဖယားရှင်ကအမှန်ပင်ကောင်းကြီးမင်္ဂလာချပေးတယ်။မိဘကိုကူညီတတ်တဲ့သားသမီးတွေဟာအိမ်မထွက်ခွာ၍မိမိရောက်ရှိတဲ့နေရာတိုင်းမှာသူတစ်ပါးရဲ့အကျိုးကိုဖြစ်စေသူများဖြစ်ပါတယ်။ယနေ့ကျမတို့ဆင်ခြင်စရာကတော့ယေရှုရှင်ဟာကောင်းကင်ဘုံရဲ့တက်မှုကြီးဖြစ်ခဲ့ပါလျက်လူစားတိကိုခံယူရန်ဆန္ဒရှိပြီးကြဆုံသူလူသားများကိုကယ်တင်ဖို့ရန်မိမိကိုယ်ကိုပူဇော်ခဲ့တယ်။ဇာတိရအရာနဲ့အလုံးလုံးဆောင်ချက်အပေါ်မှာပုံပမာပြသပေးသူဖြစ်တယ်။ယနေ့ကျွန်ုပ်ဟာကိုရောရဲ့ဘုန်းတော်အတွက်ဘယ်လိုမျိုးစက္ကန့်နိုင်ပါလဲဆိုတာပဲဖြစ်ပါတယ်။နှုတ်ကပတ်တော်မြတ်ကတော့ဒီလောက်ပဲဖြစ်ပါတယ်။နားဆင်တော်သူရောက်စီတိုင်းပေါ်ဖျားရှင်ကောင်းကြီးပေးပါစေ။